မွေးပန်းလေးရဲ့ကြောက်စုံ press show ကိုကျွန်တော်ညီကိုနှစ်ယောက်ဒိုးကြပါတယ်လမ်းမှာတချင်းနေနားထောင်ကြတယ်တချင်းเจ้าတွေပြောရင်းနဲ့ကျွန်တော်တို့ရဲ့ကျောင်းနှံကိုရောက်လာပါတယ်ကျွန်တော်ရဲ့ကျောင်းနှံဆိုတာမြို့မှာကျောင်းပါဗျကျွန်တော်ငယ်ငယ်တက်ခဲ့တဲ့ကျောင်းအဲဒီရှိကနေဖြတ်လာရောက်ပါပြီနေရာတော့ကျွန်တော်မြို့သားကစားရုံဖြစ်ပါတယ်မရောက်တယ်လည်းကျွန်တော်နှစ်ပေါင်းတော်တော်ကြာပြီပေါ့ခဲတော့ကျွန်တော်မျိုးသားကစားရောက်တော့ကျွန်တော်ကပတ်ခင်နေရာရှာပြီးတော့ဘယ်သူမှမထိုးတဲ့နေရာမှာကျွန်တော်ထိုးပလိုက်တယ်ဗျာပြီးတော့အမှ selfie ဆွဲကြတယ်ချစ်ကိုတော့ထုံးစံပိုင်းသူပါညာဟိုရိုက်တီရိုက်ပေါ့ခဲအဲ့ဒါနဲ့ကျွန်တော်တို့အဲ့နေမိုးရီရွာနေတယ်ဗျာဒါပေမဲ့ကိုရီလာတဲ့အချိန်ကျတော့မိုးရီပါဆဲပေးရတယ်ရမွေးပန်းကလေးရဲ့ကြောက်စုံဆိုတဲ့ကားလေးကိုလာကြည့်ကြတာပေါ့ဒါကတော့ပရိသတ်တွေပါပရိသတ်တွေမှာကျွန်တော်ဟိုနေရာလေးခွဲပြီးထားပါတယ်ကျွန်တော်တို့ဂီတသက်ရုပ်ရှင်လူတွေအတွက်ကောတော့ဒါအတိမိတ်ဆွေတွေပေါ့နော်အကုန်လုံးအဲ့မှာကိုချစ်ရောက်လာပါတယ်ကိုချစ်နဲ့ဖုန်းကြောင်းတစ်စောင်းပြောကြပြီးတော့ကျွန်တော်ရဲ့ drum မင်းသားလေးပုံကသူ့ရဲ့ drum intro နဲ့စဖွင့်လိုက်ပါတယ်ဖွင့်ပြီးကျွန်တော်လည်းကြည်ရင်းနဲ့ပြင်မမိုးတွေကလည်းယွာနေပြီဆိုကျွန်တော်အလုပ်ကိစ္စတစ်ခုရှိရတယ်တော့ဆရာရှိရတယ်ကဲဒိုးမယ်ဆိုပြီးတော့ဒိုးလာပါတယ်အားလုံးပဲ bye bye